တိကူဆရာတော်ဘုရားကြီးလည်းအများကြီးသိခံနေရတယ်လောကထဲမှာနေပါသေးလောကဝိကျွေးကြပါသေးလောကထဲမှာဖြစ်လာရင်လောကကြီးရဲ့ဝေဖန်ပုတ်ခတ်ခြင်းချီးမွမ်းထောက်ခံခြင်းစန့်ကျင်ခြင်းတွေ့ရလားတွေ့ရမလားနိနံပတ္တနံလေးဗျာဒီလိုဆရာဘုရားကြီးရဲ့ဂုဏ်ကျေးဇူးအလွန်မတန်ကြီးမားပါတယ်သူတော်ကောင်းလို့ပြောချင်တာကဘောကလောပိဒီပုဂ္ဂိုလ်တယောက်ထွန်းပေါက်လာလို့ရှိရင်သူ့ရဲ့ကုသိုလ်ကြောင့်သူ့ကြောင့်ဘဝဝိနည်းတွေအများကြီးကျွတ်တောင်းဝင်အကျိုးများခဲ့တယ်လို့အဲ့ဒီလိုသူတော်ကောင်းတယောက်ကိုအမြင်မကြည့်တဲ့အတွက်ကြောင့်ကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်လို့ဝေဖန်ပုတ်ခတ်တိုက်ခိုက်ပြစ်တင်သွားလို့အပယ်လေးပုံကျသွားတဲ့ပုဂ္ဂိုလ်တွေဟာလည်းဒုနဲ့ဒီလို့ဒီလိုသဘောထားရမယ်နော်तुझे